ကျွန်တော်နေနိုင်သွားပြီအရင်လိုခမားစီကိုဂယုတဆိုင်ဖုန်းတွေမဆက်တော့ဘူးမက်ဆေ့တွေလည်းမပို့တော့ဘူးတစ်ဖက်သက်ကြီးစိတ်ပူနေတာတွေကိုလည်းရှော့နိုင်သမျှရှော့ပစ်တော့မယ်လူမှန်ရင်နေရာမှန်ကိုနေတက်ရမယ်လေကိုယ့်ကိုမလိုအပ်တဲ့နေရာမှာနေပြီးအဖိုးတန်ဆုံးအချက်တွေကိုယူပါဆိုပြီးအတင်းထိုးမပေးတော့ဘူးအရင်လိုဖုန်းဆက်မှာကိုကြောက်ပြီးစက်ပိတ်ထားစရာမလိုတော့ဘူးနော်မက်ဆင်ဂျာကိုလည်းလွတ်လပ်သုံးနိုင်ပါပြီတစ်ချိန်ကလူမှုရေးရဝစ်ကြည်တန်းကြီးကင်ပေးခဲ့တဲ့ဖုန်းကောတွေအတွက်စိတ်မပါပဲပြန်ပေးခဲ့တဲ့ reply တွေတော့ထူးပင်ကျေးဇူးတင်ပါတယ်ခမ ्या ကိုတိတ်ချစ်ခဲ့တဲ့ကျွန်တော်ခမ ्या မရှိတဲ့နေရာဒေသမှာတကယ်ကိုနေနိုင်သွားပြီလေ